Beya Quran ne patte sanwe dale ari iyage tamuga mienta twar tanne ma labong sanala shide ari sanala re ma amumya songna ga Ramzan phit Ramzan ga bachaw mumya twale suro Ramzan la ma Allah ga Quran chanom nya ko chabe lo مولاي صل وسلم دائما أبدا على حبيبك خير الخلق كلهم مولاي صل وسلم Ramzan ma ya pong 30 29 30ရှိတဲ့ထဲကနေပြီးတော့အမွန်မြတ်ဆုံးသောညကကဒရညဖြစ်လိုက်လတ်လ်ကဒရကလာပေါင်းတစ်ထောင်ထပ်ပို့ပြီးတော့တာ Ramzan တလားလုံးထဲမှာမှကဒရကဘာကြောင့်မွန်မြတ်သွားတာလဲဆိုရင်Allah ကကုရ်အာန်ကိုကဒရညမှာချပေးလို့ Ramzan နဲ့ကုရ်အာန်နဲ့ပတ်သက်သွားတယ် Ramzan ရဲ့အစဉ်တန်းကမြင့်သွားတယ် Ramzan နဲ့ကဒရနဲ့ပတ်သက်သွားတယ်ကဒရရဲ့အစဉ်တန်းကမြင့်သွားတယ်ကဘာပေါ်မှာဘာသာစကားတွေအများကြီးရှိတဲ့ထဲကနေပြီးတော့အာရဘီဘာသာစကားကအမွန်မြတ်ဆုံးဖြစ်တဲ့အထွတ်မြတ်ဆုံးဖြစ်ဘာကြောင့်အာရဘီကမွန်မြတ်တာလဲဘာကြောင့်အာရဘီကထွတ်မြတ်တာလဲဆိုရင်အလ္လာဟ်ကကုရ်အာန်ကျမ်းတော်မြတ်ကိုအာရဘီနဲ့ခြာပေးလို့ကုရ်အာန်နဲ့အာရဘီနဲ့ပတ်သက်သွားတယ်ကုရ်အာန်အာရဘီရဲ့အစဉ်တန်းကမြင့်သွားတယ်ဖရစ်တာတွေအများကြီးထဲမှာမှဂျေဘရာအီလ်ကအစစ်အမြင့်ဆုံးနဗီဖရစ်တာဖြစ်တယ်ဘာကြောင့်ဂျေဘရာအီလ်ရဲ့အဆင့်ကမြင့်လဲဆိုရင်ဂျေဘရာအီလ်ကိုအကြောင်းခံပြီးတော့အလ္လာဟ်ကကုရ်အာန်ကိုခြာပေးလို့ဂျေဘရာအီလ်နဲ့ကုရ်အာန်နဲ့ပတ်သက်သွားတယ်ဂျေဘရာအီလ်ရဲ့အစဉ်တန်းကမြင့်သွားတယ်အဲ့ဒီအတွက်ကုရ်အာန်ကျမ်းတော်မြတ်နဲ့ဘယ်အရာနဲ့ပတ်သက်သွားလဲအဲ့ဒီအရာရဲ့အစဉ်တန်းကမြင့်သွားတယ်တက်ရှိအရာတွေမဟုတ်ဘဲနဲ့တတ်မဲ့အရာတွေတော့မှကုရ်အာန်ရဲ့အာယတ်တွေတာယတ်ရေးထားတဲ့စက္ကူလေးတွေအောက်ကိုကျနေတယ်ဆိုရင်ကျွန်တော်ချက်ချင်းပဲကောက်ပြီးတော့ခေါင်းမုတ်ကိုတင်နေပါဇက်မှာကျွန်တော်နမ်းနေအဲ့ဒီတော့အယိုသေးပေးတဲ့အနေနဲ့အမြင့်တနေရာမှာကျွန်တော်ထားလိုက်လူငယ်လေး2ယောက်ရှိတဲ့ထဲကနေပြီးတော့တယောက်ကကုရ်အာန်ရဲ့ဟာဖစ်ဆိုရင်အခုလိုရမ်ဇန်လမှာသူ့ကိုအရှိမထားပြီးတော့ကျွန်တော်တို့လူကြီးတွေအားလုံးကအနောက်မှာနမတ်ကိုလိုက်ဖတ်တဲ့တရာဝီမှာအဲ့တော့နှလုံးသားထဲမှာကုရ်အာန်ရှိတဲ့အခါမှာသူ့ရဲ့အစဉ်ကမြင့်သွားတယ်တတ်မဲ့အရာတော်မှစာရွက်မှာကုရ်အာန်ရေးထားတဲ့ပုံမှာသူ့ရဲ့အစဉ်တန်းကမြင့်သွားလေးရှိတယ်ဘယ်အရာကကုရ်အာန်နဲ့ပတ်သက်လဲအဲ့ဒီအရာရဲ့အစဉ်တန်းကအလ္လာဟ်စီမှာမြင့်သွားတယ်ဒီရမ်ဇန်လဆိုတာကအလ္လာဟ်ကကုရ်အာန်ကိုချပေးတယ်လားဒီရမ်ဇန်လမှာတမန်တော်မြတ်ကြီးကကုရ်အာန်ကျမ်းတော်မြတ်ကိုဒေါ်ရလုပ်လို့ရှိဂျေဘရာအီလ်နဲ့တမန်တော်မြတ်ကကုရ်အာန်ရဲ့ဒေါ်ရလုပ်ဟာဖစ်ဆတ်တဲ့ကုရ်အာန်ဖတ်လို့မျိုးတမန်တော်မြတ်ကြီးကကုရ်အာန်ကိုဖတ်ပြတယ်ဂျေဘရာအီလ်ကနားထောင်တယ်ဂျေဘရာအီလ်ကဖတ်ပြတယ်တမန်တော်မြတ်ကြီးကနားထောင်တယ်ဘယ်နှစ်ကိုတမန်တော်မြတ်ကြီးကအလ္လာဟ်မိန်ခံမလဲအဲ့ဒီနှစ်မှာဒေါ်ရကိုနှစ်ခေါက်လုပ်ခါတိုင်းနှစ်တွေအားလုံးမှာတော့တစ်ခေါက်ပဲလုပ်တယ်စုံတဲ့နှစ်မှာတမန်တော်မြတ်နဲ့ဂျေဘရာအီလ်ကကုရ်အာန်ရဲ့ဒေါ်ရကိုနှစ်ခေါက်လုပ်ခဲ့တယ်ဒီရမ်ဇန်ဆိုတာကကုရ်အာန်နဲ့ပတ်သက်ဆက်နွယ်ရမယ်လားဖြစ်ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဘဝဇင်ဒဂီကိုကုံဆုံးရမယ်လားဖြစ်ကျွန်တော်တို့ဒီလရောင်မှကုရ်အာန်ကိုမကင်ဘူးဒီလရောက်ပြီးတော့ကုရ်အာန်ကိုမဖတ်ဘူးဆိုရင်တစ်နှစ်ပတ်လုံးကုရ်အာန်ကိုကင်တဲ့အခွင့်အရေးလဲကျွန်တော်ရဖို့မရှိဘူးဒီလရောက်ပြီးတော့မှကုရ်အာန်မဖတ်ဖြစ်ဘူးဆိုရင်ကျွန်တော်မွတ်စလင်တဦးအနေနဲ့တစ်နှစ်ပတ်လုံးမှာကျွန်တော်ကုရ်အာန်ကိုနောက်တစ်ခါကင်မှုအခွင့်အရေးဆိုတာမရှိဘူးအဲ့ဒီအတွက်ကျွန်တော်တို့နေ့စဉ်ကျွန်တော်ရဲ့အချိန်ထက်ရနေပြီးတော့15မိနစ်20ပဲဖြစ်ဖြစ်နိုင်ဝက်လောက်ပဲဖြစ်ဖြစ်ကျွန်တော်အချိန်လေးထုတ်ပြီးတော့ကုရ်အာန်ကျမ်းတော်မြတ်ကိုကျွန်တော်နေ့စဉ်တီလာဝတ်လုပ်ပါဒီရမ်ဇန်မှာကုရ်အာန်ကိုကျွန်တော်အနည်းဆုံးတစ်ခတ်တမ်သိမ့်မယ်ဆိုပြီးတော့ကျွန်တော်နီယတ်ကိုလုပ်တစ်ခတ်တမ်သိမ့်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ကိုချမပြီးအောင်ကျွန်တော်ဖတ်မယ်ဆိုပြီးတော့လုပ်အချိန်တွေအများကြီးရှိပါတယ်မိတ်ဆွေများခင်ဗျာအချိန်အရန်ပေါ်ပါတယ်ကျွန်တော်တို့အတွက်ကျွန်တော်တို့အလုပ်လုပ်တဲ့အချိန်တွေကိုဖယ်ပြီးတော့စားတဲ့တောက်တဲ့အချိန်တွေကိုဖယ်ပြီးတော့အပြင်သွားတဲ့အချိန်တွေကိုဖယ်ပြီးတော့ဖုန်းသုံးတဲ့အချိန်ထဲကနေပြီးတော့နိုင်ခွက်လောက်လေးကျွန်တော်ထုတ်လို့ရတယ်ထုတ်လို့မရဘူးဆိုတာမဖြစ်နိုင်ဘူးကျွန်တော်ရဲ့စိတ်ပဲကျွန်တော်ဖတ်ချင်တယ်ဆိုတဲ့စိတ်ရှိတယ်ဆိုရင်အင်ရှာလာပြီးတယ်အဲ့ဒီအတွက်ဒီရမ်ဇန်မှာအနည်းဆုံးကုရ်အာန်တစ်ခတ်တမ်ကျွန်တော်ပြီးအောင်ဖတ်မယ်အင်ရှာလာ